ဘေးဆိုတဲ့မိမနဲ့သူ့မိသားစုဟာအိမ်တစ်ကိုစပြောင်းလာကြတဲ့ကဒူးစန်းတိုင်းနဲ့သူတို့ကြုံတွေ့လာခဲ့ရပါတယ်။မြောက်ထပ်မှာတယောက်ရှိနေသူတို့အတန်တွေသူတို့စာကြားလာခဲ့ရပြီးမြောက်ခန်းထဲရောက်လို့ရှိရင်အနတ္တဆိုရီတယောက်ကလိုက်ကြည့်နေသူတို့ခံစားချက်တွေရနေခဲ့တယ်လို့ဆိုကြပါတယ်။မကြအဲ့ဒီမြောက်ခန်းထဲကနေထူးဆန်းတဲ့အတန်တွေထွက်လာတာကိုလည်းကြားရတယ်လို့ဆိုကြပါတယ်။အိမ်နောက်ရေးဟာသူ့သားအတွက်ဘူပေါင်းတစ်ခုဝယ်ပေးခဲ့ပြီးထူးဆန်းတာကအဲ့ဒီဘူပေါင်းကတအိမ်လုံးကိုသူ့ဘာသူပတ်သွားနေရလို့ဆိုပါတယ်။နောက်ပြီးအဲ့ဒီဘူပေါင်းကမြေရောက်ခန်းထဲကိုပဲဥတီပြီးသွားနေတတ်ပါသေးတယ်။ Babe, come here. It's the balloon. It's just like keeps going down to the basement. It stopped at the basement door again. Andrew. Andrew. ကျွန်တော်သာဆိုဒီဘူပေါင်းကြီးကိုပေါက်ပြီးတော့အမိုက်ပုံးနဲ့ပစ်လိုက်မှာပါ။ဒါပေမဲ့ရေးကတော့သူ့သားလေးကအဲ့ဒီအချုပ်ကိုတအားဆွဲလန်းနေတာကြောင့်မဖောက်ပြည့်ရဘူးလို့ဆိုပါတယ်။တညမှာတော့ခွေးကပလင်းကြီးထားအောင်နေရနဲ့တကူကတ်နေရလားဆိုပြီးရေးတယောက်သွားချိခဲ့ပါတယ်။ Babe. Quiet. Quiet. It's already me down. What the? ဒါဆုံးတစ်ခုကဒီမိမကိုချောင်းကြည့်နေကြတာပါအိမ်နာကိုဘာလို့ဆက်ပြစ်ခဲ့လဲဆိုတော့မသိရပါဘူးဘူပေါင်းကိုပဲဖောက်ပစ်လိုက်သလားပရလောကကုတဲ့ဆရာတွေများခေါ်လိုက်လာတော့မသိရပါဘူးဒီတော့ဒီဗီဒီယိုကိုသင်တို့ဘယ်လိုထင်ကြလဲဗျာအဲ့ဒီမြောက်ခန်းထဲမှာတစုံတစ်ခုရှိနေရလားအဲ့ဒီຢာကဒီဘူပေါင်းကိုထိန်းချုပ်ထားလားဆိုတော့သင်တို့ပဲစဉ်းစားကြည့်ကြပါဒီဗီဒီယိုကိုတင်ခဲ့တဲ့သူကသူ့အိမ်မှာတယောက်တည်းနေတာပါသူ့ရဲ့အပြောအရသူ့ရဲ့အင်္ဂါတကားတစ်ချက်ကမနှက်ဆိုရင်သူ့လိုပွင့်နေတယ်လို့ဆိုပါတယ်ဒီတက်ဘူထူးဆန်းတာကအဲ့ဒီတကားကိုသူတော့ခတ်ခဲ့တာတော့မှအဲ့ဒီတကားကမနှက်ဆိုရင်ပွင့်နေတတ်တာပါတနေ့မှာတော့အဲ့ဒီတကားအနောက်ကနေသူမမျော်လင့်ထားတဲ့အရာတစ်ခုနဲ့သူကြုံတွေ့ခဲ့ရပါတယ်ဗီဒီယိုကိုတစ်ချက်လောက်ကြည့်လိုက်ပါအောင်ဗျာ ။
ဒီဗီဒီယိုတင်တဲ့သူပြောတာကတော့အဲ့ဒီကလေးငိုတန်းကိုသူဗီဒီယို record လုပ်နေရင်လည်းမကြားခဲ့ရဘူးလို့ဆိုပါတယ်အိမ်နောက်ဗီဒီယိုကိုပြန်ကြည့်တော့မှအဲ့ဒီအတန်ကပါလာခဲ့တာပါဒီတော့ဒီဗီဒီယိုကိုသင်တို့ဘယ်လိုထင်ကြလဲဗျာဒါကတကယ်ပဲလားဒါမှမဟုတ်သူငယ်သူတငယ်ချင်းရဲ့ပေါင်းပြီးတော့လောက်ချံဖန်တီးထားလားဆိုတော့သင်တို့ပဲစဉ်းစားကြည့်ကြပါဂူစတာဗိုဆိုတဲ့မက္ကဆီကိုနိုင်ငံကခေါင်းလေးတစ်ယောက်ဟာသူ့မိသားစုနဲ့အတူသူ့ရဲ့ဆယ်နှစ်ပြည့်မွေးနေ့ကိုကစားကွင်းတစ်ခုမှာအတူတူဆင်နွှဲနေကြတာပါဂူစတာဗိုကတခါမှရိုလာကိုစတာမစီးဘူးတာမလို့သူ့အတွက်ဒီမွေးနေ့ပွဲလေးကအမတ်တရဖြစ်အောင်ဆိုပြီးတော့ဗီဒီယို record လုပ်ထားခဲ့တာပါသူတို့မိသားစု၈ယောက်လုံးရိုလာကိုစတာစီးခဲ့ကြပြီးတကယ်ကိုပျော်ရွှင်နေခဲ့ကြပါတယ်အဲ့နောက်သူတို့ record လုပ်ထားတဲ့ဗီဒီယိုကိုသေချာပြန်ကြည့်တဲ့အခါမှာတော့မမှန်တဲ့တစုံတစ်ခုကိုသူတို့သတိထားမိခဲ့ကြပါတယ်Son 5 o 6 vueltas. ¡Era bien recio! Abajo no, abajo, en la parte de abajo no. ¿Y lo que? Una pista. ¡Ay! Otra. ¡Ay, si no le da recio! Y pues el señor. Así es el juego, así es. ¡Tira un brincolín! ¿Cuál? ¡Ay! ¡Ay, aquí donde más me da miedo! ¡La sirena! ¡Ay! သူတို့မြင်လိုက်ကြလားဗျရိုလာကိုစတာတပတ်ပတ်ပြီးတဲ့အချိန်မှာနောက်တွဲမှာဘယ်သူမှရှိမနေခဲ့ပါဘူးဒါပေမဲ့ဒုတိယအပတ်မှာတော့တစုံတစ်ခုကဘယ်ကမှမသိပေါ်လာခဲ့ပါတယ်ဂူစတာဖိုနဲ့သူ့မိသားစုကအခုချိန်ဒီအဲ့ဒီအရာကဘယ်သူဆိုတာအဖြေမထုတ်နိုင်သေးပါဘူးဒီဗီဒီယိုကိုကြည့်ပြီးတဲ့ viewer တွေကတော့ဒီအရာကသူတို့မိသားစုနောက်လိုက်နေတဲ့မိစ္ဆာကင်မရာမှာရိုက်မိခဲ့တဲ့တည်းရဲ့စသဖြင့်အမျိုးမျိုးထင်ရှားပေးကြပြန်ပါတယ်တကယ်တော့ဒီကစားဝင်းမှာအတိတ်ဆိုးတချို့ရှိခဲ့ပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကရိုလာကိုစတာရဲ့နောက်ဆုံးခုန်တန်းမှာလူနှစ်ယောက်ကအကြောင်းမရှိပဲတည်ဆုံးခဲ့ဘူးတယ်လို့ဆိုပါတယ်။အဲ့နောက်အဲ့ဒီရိုလာကိုစတာရုံကိုဖျက်ပစ်ခဲ့ပြီးတော့အခုဂူစတာဗိုတို့စီးနေတဲ့ရိုလာကိုစတာနဲ့လက်ပစ်ထားရလို့ဆိုပါတယ်။ဒီတော့အတင်းတော့ဘလို့ထင်ကြလဲဗျ။ဒီနောက်ဆုံးတန်းမှာပေါ်လာတဲ့တစုံတစ်ခုကတကယ်ပဲတရှင်ကရိုလာကိုစတာစီးနဲ့တည်သွားတဲ့လူတွေတဲကတက်ရောက်လာ။ဒါမှမဟုတ်ဒီຢာကဒီထက်ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုလားဆိုတော့တင်းတို့ပဲစဉ်းစားကြည့်ကြပါ။